哈利路亚，阿门，阿门。今天其实我希望呢，你也带这个家庭啊，人高面的不要去吧，阿门。然后，那我做到那个时间了喏，怕不要那么多希望呢，怕不了基督的呢，今天嘛，怕不要不然那我的那我谁看了会弄来都找不了基督的呢。看咱们当面要现在要在那嘛，前面的至少是要去谁了嘛，都是我话的小路嘛，怕不要那我的话的最近南边人呢。这边高中么，在大街上往过不少都是拿了么，往后我到记住了新闻里面的都是那么那差别吧哩。阿门。就我来讲是我今天嘛，这喏，被他话嘞，讲我一样我学有劲，不要路标呀喏，讲我一样我学有劲。啊，讲这个呀喏，这喏这样分家的看嘛，你想买的喏。讲我一样，ကျွန်တော်ကဘယ်လိုရွေးယူမလဲအဲ့ဒါတိတ်ရေးကြည့်ရဲ့ဖျားစီမှာကျွန်တော်တို့ကကောင်းသောအရာကိုရွေးယူစရာလိုလားလို့နင်းဖျားကအရာရာအားလုံးကောင်းတဲ့ဖျားဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကရွေးစရာမလိုဘူးဒါပေမဲ့ဘယ်သူတွေစီမှာကျွန်တော်ကရွေးယူရအောင်လောကမှာကျွန်တော်တို့ကနေတဲ့အချိန်ခါမှာဖျားရဲ့သူဖြစ်တဲ့အမှုတော်ဆောင်ရင်ပြီးဆိုရင်တော့ကိုယ့်ဘဝဝင်မှာဆက်ကိုယ့်မိဘတွေလို့စီရတယ်ကျွန်တော်ကောင်းသောအရာကိုရွေးယူရတယ်လူဖြစ်တဲ့အတော်ကြောင့်လို့အားနည်းချက်ဆိုတာလူတိုင်းမှာရှိတယ်။နော်အိမ်တော်တွေဆိုလည်းအဲ့လိုပဲအိမ်တော်တစ်ခုမှဘယ်အရာမှအဖက်ဖက်အရာပြည့်စုံနေလို့မရှိဘူး။ဒါကြောင့်မလို့ရွေးယူရတယ်။အဲ့တော့ကျွန်တော်တို့ကလည်းလောကမှာနေတဲ့အခါမှာပေါင်းစည်းဆက်ဆံရတာကလူတွေနဲ့ဖြစ်တယ်။အဲ့တော့ဒီလူတွေရဲ့အားသာချက်အားနည်းချက်ကိုကျွန်တော်တို့ကအကုန်လုံးကျွန်တော်မြင်ရတယ်။အဲ့ဒီခါမှာအားနည်းချက်ဆိုတဲ့မကောင်းတဲ့အရာကိုကျွန်တော်တို့ကမယူမိဘဲနဲ့ကောင်းသောအရာကိုယူလို့ပြီးတော့ယူတတ်ဖို့ရတဲ့တိတ်ကိုအရေးကြီးတာဖြစ်တယ်။ဟာလေလုယာ။အာမင်။အဲ့တော့ကျွန်တော်ဒီနေ့မှာတရားခန်းကြီးတဲ့တရားခန်းကြီးနဲ့တရားခန်းကြီးတော့နော်အဲ့ဒီခန်းကြီးတော့ကိုကျွန်တော်ပြောသွားမှာဖြစ်တယ်။အဲ့တော့နှုတ်ဘတ်တော်ကလည်းအီမလားမသိဘူးနော်။ကြာမလားမသိဘူးနော်။ဒါလည်းအဝကျွန်တော်တို့စားသုံးကြရအောင်နော်။တရားခန်းကြီးတဲ့အပိုင်ငယ်ကျွန်တော်စက်တစ်ကနေပြီးကျွန်တော်ပြောပြပေးပါမယ်ဒီနေ့မှာဟာနာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကလည်းသူကဘယ်လိုမျိုးအမျိုးသမီးလဲဆိုရင်တော့အိမ်အောင်ရှိတယ်သို့တော်လည်းသူ့ကိုလည်းကလေးမရနိုင်တဲ့သူဖြစ်တယ်အဲ့တော့ဒီနေ့မှာအဓိက point ကိုပြောမှာကဟာနာမဟုတ်ဘူးရှမွေလာဖြစ်တယ်ရှမွေလာကကောင်းသောအရာကိုသူကအရန်ရွေးလို့ပြီးယူတတ်တဲ့ဖြစ်တယ်။ဟာလေလုယာ။သူ့အကြောင်းကိုဒီနေ့မှာနှစ်ပတ်တော်အပြင်ကျွန်တော်စင်ကြင်ရင်းနဲ့ကျွန်တော်ပြောပြချရအောင်ပြောပြမှာဖြစ်တယ်။အဲ့တော့ဟာနာကကိုယ်ဝင်မရနိုင်ဘူး။အဲ့ဒီခါမှာဘယ်လိုလဲသူ့ရဲ့ယောက်ျားကတော့သူ့ကိုအရန်ချစ်တယ်။ဘုရင်မလည်းသူ့ကိုလည်းကိုယ်ဝင်မရနိုင်တဲ့ခါမှာသူစိတ်မကောင်းဝမ်းနည်းတယ်။အဲ့ဒီခါမှာဘုရားရှိခိုးသွားပြီးသူဆုတောင်းတဲ့အခါမှာဘုရားခင်ကသူ့ကိုကလေးပေးဖို့ရတော့ပေါ်ကျွန်မကိုကလေးပေးပါကျွန်မအမှုသားကတော့ကျွန်မကိုအရင်ချစ်တယ်ဒါပေမဲ့ကျွန်မကလေးမရနိုင်ဘူးတကယ်လို့ကလေးရခဲ့မယ်ဆိုရင်ပထမဆုံးမွေးရတဲ့ကလေးကပါးယောက်ျားလေးဖြစ်တယ်ဟိဆိုရင်ကိုရောကိုစက်ကတ်နေကိုရောစီမှာပြောမယ်ဆိုတော့ကိုရောကိုအဖို့အလို့မှာကိုရောရဲ့အမှုတော်မြတ်မှာပါဝင်ဖို့ရန်အတွက်သူ့ကိုအလုံးစုံအပ်မယ်လို့ဟာနာကပြောတယ်ပြောလို့ဆိုတော့ဖယားစီမှာဒီသူကစာချုပ်ရှုပ်လိုက်တာဖြစ်တယ်။သူ့ကိုတာသမီးရတာပေးပါ။ပထမဆုံးမုန်းကြတဲ့သူကတားယောက်ျားဖြစ်မယ်ဆိုရင်ကိုရောကိုစက်တာမယ်လို့ပြောတယ်။အဲ့ဒီခါမှာတရားအခန်းကြီးအပိုင်းနဲ့ဆက်တင်မှာနော်။ကျွန်တော်တစ်ချက်ဖတ်ပေးပါမယ်။အိုးကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုရောဤကြုံမှာဘိုးရဲ့မင်းရောတော်ဘိုးရဲ့ကိုရောကျမဤစင်ရဲ့ခြင်းကိုကြည့်ရှုအောင်မိတဲ့တားယောက်ျားကိုဝေဒနာတော်မူနေသူဤသမီးရဲ့ခြင်းကိုအလင်းမပြုတသက်လုံးသာရဖျား၏ကျွန်ဖြစ်စေခြင်းကကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေ၏အာမင်တသက်လုံးသာဝရဖျား၏ကျွန်ဖြစ်စေခြင်းကကျမအပ်တယ်ဆိုတော့ဖျားစီမှာဆုတောင်းနေတဲ့သူဒီလိုစာချုပ်ရှုပ်လိုက်အဲ့ဒီခါမှာသူ့ကိုပါးယောက်ျားလေးပေးရောပါးယောက်ျားလေးကပထမဆုံးမွေးလာတဲ့သားကဘာလို့လဲဆိုတော့ရှမွေလာဖြစ်တယ်အဲ့တော့ရှမွေလာကိုကျွန်တော်အများကြီးကျွန်တော်မဖတ်တော့ဘူးเนาะအများကြီးတော့ရှမွေလာကိုရတဲ့အခါမှာတကယ်ပဲဝမ်းမြောက်တဲ့အချင်းစုတော့ရှီမွန်းနဲ့ဒါပေမဲ့ဖျားနဲ့စကားပြောထားတဲ့အရာ
ဖြစ်တဲ့အတွက်ကြောင့်ဘုရားကိုဂတိပေးထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့သားကိုသူကဘာလုပ်လဲဆိုတော့နှုတ်ပြတ်တဲ့အခါမှာတဲ့အေလီဆိုတဲ့ prophecy မှာတွားထားတယ်အဲ့တော့သူ့ရဲ့သားကိုမွေးဖွားပြီးတော့နှုတ်တိုက်ရတဲ့အရွယ်ကြီးသူနဲ့အတူတူနေတယ်နှုတ်ပြတ်တဲ့အခါမှာဘုရားရဲ့လူဖြစ်တဲ့အေလီစီမှာအားရှုံလာတော့ပြီးလိုက်တယ်ဘာလို့ပြီးလဲဆိုတော့ဘုရားအတွက်ငယ်ငယ်ကလေးတွေကဘုရားအတွက်ဖြစ်ဖို့ရန်အတွက်တုံတင်ဆုံးမပေးဖို့ရန်အတွက်ဘုရားရဲ့လူစီမှာပေါ်ပြီးတော့အပ်ထားတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကြည့်မယ်ဟေးဆိုရင်နှုတ်ပြတ်တဲ့အရွယ်ဆိုဘယ်လောက်အရွယ်ဖြစ်မလဲတနည်းတော့မဖြစ်နိုင်ဘူးเนาะအဲ့ဒီခေတ်ခါတော့ဆို3နှစ်အလုံးစုံ9နှစ်ဖြစ်နိုင်ပြီရှိတယ်เนาะဘာလို့ဆိုတော့ဒီမှာတော့9နှစ်ရှိနှုတ်ဆိုဘူးလေလို့ရှိမလားမသိဘူးเนาะဒါမှမဟုတ်10နှစ်ရှိအားဆရာလည်းငယ်ပါလေကျွန်တော်10နှစ်ရှိစိုးခဲ့တာအဲ့လိုမျိုးရှိပါဘူးเนาะကျွန်တော်စဉ်းစားကြည့်ရတော့ရှမူလက9နှစ်လောက်တော့เนาะကျမ်းစာထဲမှာတော့ရေးထားဘူးเนาะအဲ့ဒီအရွယ်လောက်မှာကလေးကသူကဘုရားစီမှာဘုရားရဲ့လူစီမှာသွားပြီးတော့အငင်းချင်းခံရရတယ်အဲ့ဒီခါမှာသူကရှမူလကဘယ်လိုမျိုးဖြစ်သွားတယ်ဆိုရင်တော့သူကမိဘတွေနဲ့မနေရဘူးတာသမီးတွေပေါ့သူ့ရဲ့အဖေအမေတွေနဲ့မနေရဘဲနဲ့ဘုရားရဲ့လူစီမှာသွားပြီးနေရရတယ်အဲ့တော့တစ်ဖက်ကနေလည်းဟာမကဘုရားနဲ့ဒီလိုမျိုးစကားကြည့်စာချုပ်ကိုရှုပ်လိုက်တဲ့အခါမှာဘုရားသခင်ကသူ့ကိုရှမွေလတယောက်ထဲပဲမပေးဘူးဟာလေလုယာအာမင်သား3ယောက်သမီး2ယောက်ပြီးတယ်အာမင်အဲ့တော့သူ့ရဲ့လက်ထဲမှာကဘယ်သူရှိလဲဆိုတော့သူ့ရဲ့လက်ထဲမှာကရှမွေလကမရှိတော့ဘူးဘုရားရဲ့လူစီကိုပေးလိုက်ပြီဆိုတော့သူ့ရဲ့စီမှာသား2ယောက်သမီး2ယောက်ကျန်နေတာဖြစ်တယ်ဟာလေလုယာသူတောင်းတာကဘယ်နှယောက်ပဲတောင်းတာလဲတယောက်ပဲတောင်းတာဘုရားကဘယ်နှယောက်ပေးလဲသား3ယောက်သမီး2ယောက်ပေးတယ်ဟာလေလုယာအာမင်ဘုရားဘုန်းကြီးပါစေကျွန်တော်တို့တောင်းတာချက်ပို့၍ဘုရားရှင်ကအာမင်အာမင်အဲ့ဒါတကယ်ကိုဘုရားရဲ့နိယာမဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒါကိုကျွန်တော်နားလည်ဝင်ရင်တော့တိတ်အရေးကြီးတယ်အဲ့တော့ရှမွေလကသူကအေလီရဲ့အိမ်မှာ prophet အေလီရဲ့အိမ်မှာသွားပြီးတော့နေရတယ်ပြောမှဆိုတော့ယေဘရဟိတ်အေလီရဲ့အိမ်မှာသွားပြီးနေရတဲ့အခါမှာအေလီကရှမွေလတယောက်တည်းကိုပဲကြည့်ရတာမဟုတ်ဘဲနဲ့သူ့ရဲ့သား2ယောက်ရှိတယ်နော်သူ့ရဲ့သား2ယောက်ရှိတယ်ဒါလေးကိုလည်းကျွန်တော်လည်းအနည်းငယ်ကျွန်တော်ပြောပြပေးမယ်နော်သူ့ရဲ့သား2ယောက်ကတဲ့သူ့ရဲ့သား2ယောက်ရဲ့နာမည်ကဘယ်သူလဲဆိုတော့ဟောဖနီနဲ့ဖိနဟတ်ဖြစ်တယ်သား2ယောက်ရှိတယ်ရှမွေလကိုယ်တိုင်ရတဲ့သူ့ရဲ့သားသမီးသား2ယောက်ရှိတယ်အဲ့ဒီ2ယောက်နဲ့အတူတူရှမွေလကကြီးပြင်းလာရတယ်ပြောမှဆိုတော့ဆော့ဘတ်ပေါင်းဘတ်အိမ်ထဲမှာအတူတူစားဘတ်တွေဖြစ်တယ်အေလီရဲ့သား2ယောက်နဲ့ကြီးရတယ်ဘို့ပေမဲ့အဲ့ဒီ2ယောက်ကဘယ်လိုမျိုးလူဖြစ်တယ်လဲဆိုရင်100ခန်းကြီးနဲ့အပိုက်နဲ့7မှာအေလီရဲ့သားတို့ဒီရဲ့ထာဝရဘုရားကိုမသိအဓမ္မလူဖြစ်ကြတယ်ဘုရားကိုမသိဘူးလေသူ့ရဲ့အဖေကတော့ယေဘရဟိတ်ပဲဒါပေမဲ့သူကဘုရားကိုမသိဘူးအေလီရဲ့သားနဲ့ကအဓမ္မလူဖြစ်တယ်ဆိုဘုရားမကြိုက်တဲ့အရာကိုအဲ့ဒီသားနဲ့ကလှုပ်ဆောင်နေတယ်ဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ကြည့်ရမယ့်အခါမှာဘာကိုကြည့်ရမလဲဆိုရင်တော့အတူတူကြီးပြင်းလာတဲ့သူ3ယောက်ဖြစ်တယ်။ဘို့ပေမဲ့လည်းရှမွေလကအဲ့ဒီအထဲမှာဆရာအေလီရဲ့တုံတင်ဆုံးမခြင်းကိုလက်ခံပြီးတော့နာခံပြီးတော့လိုက်လျှောက်တဲ့အခါမှာသူကအဓမ္မအမှုကိုရှမွေလကငယ်စဉ်ကလေးကမလုပ်ဘူးလေ။ဟာလေလုယာ။အာမင်။ဘုရားကိုကြည့်တယ်။အတူတူဆုံးမလာတာပဲအတူတူကြီးပြင်းလာတာပဲဘို့ပေမဲ့လည်းဟို2ယောက်ကဘုရားကိုမသိဘဲနဲ့မဟုတ်တာတွေသူကလှုပ်ဆောင်ကြတယ်ဘို့ပေမဲ့ရှမွေလကမလုပ်ဘူးအဲ့ဒီခါမှာလေသူတို့2ယောက်ရဲ့အကြောင်းကလည်းဘာဖြစ်သွားလဲဆိုရင်တော့အဲ့ဒီအေလီရဲ့သား2ယောက်က100ခန်းကြီးနဲ့အပိုက်နဲ့20နဲ့23 24အဲ့ဒါကိုရှက်ဖတ်ပေးပါနော်အေလိဒီအတက်ရွယ်လွန်သောအခါသူ၏သားတို့သည်ဣသရေလလူအပေါင်းတို့၌ပြုတမျှကို၎င်းပရိသတ်စည်းဝေးရတဲတော်တကားနာမှစည်းဝေးသောမိန်းမနှင့်မာယွန်းချောင်းကို၎င်းကြားသိလျှင်တင်တို့သည်အဘယ်ကြောင့်ဤတို့ပြုကြသနည်းတင်တို့ပြုသောဒုစရိုက်တို့ကိုလူပေါင်းတို့သည်ပြော၍ငါကြားရ၏မကောင်းဘူးငါသားတို့ငါကြားသောတည်င်းသည်ကောင်းသောတည်င်းမဟုတ်ထာဝရဘုရား၏လူတို့သည်ပြစ်မှားရမည်ကြောင့်တင်တို့ပြုကြသည်တကားလူချင်းတယောက်ကိုတယောက်ပြစ်မှားလျင်ရပြီကဲ
ဒီမှာဆိုရင်ဗာပြောရဲဆိုတော့သူ့ရဲ့သားတွေကတဲ့တဲတော်တခါအစည်းအဝေးသားမှာရှိတဲ့မိန်းမတွေနဲ့လေမှားရုံးနေတဲ့ဒါတစ်ချက်ပဲကျွန်တော်ဖတ်ခိုင်းတာသူတို့3ယောက်ကသူတို့2ယောက်ကဘုရားမကြိုက်တဲ့အရာတွေဘာလုပ်လဲဆိုတော့ရစ်ပူဇော်ခြင်းကိုလာပြီးပူဇော်တဲ့အခါမှာလေသူကမဟုတ်မကတယ်အဖေစီမှာလာပြီးတော့ရစ်ပူဇော်ခြင်းအမှုကိုဣသရေလလူမျိုးတွေပြုတဲ့အခါမှာသူတို့ကမဟုတ်မကတယ်လုပ်တာဘုရားကိုမကြောက်ဘူးအဲ့ဒီ2ယောက်ကလေအားကြောင့်လို့ခါနေကြရင်ကျွန်တော်တို့ကလေဟိုတွေ့ဘူးမလားတော့မသိဘူးနော်အပြင်မှာလေတင်းအောင်ရဲ့သားဆိုပေမဲ့အရင်ဆိုးတာမျိုးလေတင်းအောင်ရဲ့ဆရာအရင်တော့ခေါ်ရတဲ့ဘာညာဆိုပေမဲ့အဲ့ဒီဆရာကိုဖျားခင်ကအရင်သုံးနေပေမဲ့လေသူ့ရဲ့သားသမီးတွေကြတော့လေအရင်ဆိုးတာမျိုးမြင်ဘူးလားမသိဘူးနော်ကျွန်တော်တို့အဲ့လိုမျိုးမြင်ဘူးတော့မြင်ဘူးလေတို့ပေမဲ့ကျွန်တော်မြင်ဘူးလားကောင်းကောင်းမြင်ဘူးလားကျွန်တော်သိဘူးလားဆိုလို့ကျွန်တော်အရင်တော့ကကျွန်တော်ကျောင်းတက်တဲ့အချိန်တုန်းကပေါ့နော်ကျွန်တော်နှစ်နှစ်အထော်လေးစီမှာကျွန်တော်နေဘူးလေပထမတစ်နှစ်ကအထော်တစ်ယောက်ကြီးစီမှာဒုတိယဟာကျတော့အထော်နောက်တစ်ယောက်စီမှာသူတို့အိမ်တော်နှစ်အိမ်တော်ကဘယ်လိုမျိုးအိမ်တော်လဲဆိုတော့အရင်စီကန်းကြီးရဲ့ဘယ်လောက်ထိဖြစ်လဲဆိုရင်ပေါ့နော်ဟိုအဝတ်လျှော်တဲ့ brand ကတခုဖဏတ်တိုက်တဲ့ brand ကတခုအဲ့လိုခွဲတဲ့လူတွေဟုတ်တယ်ပြောလို့ဆိုတော့စီကန်းရှိတယ်စီစနစ်နဲ့သွားတယ်တကယ်ပဲသူတို့အိမ်ကလည်းအရန်ကိုလောခေါ်တယ်မိသားစုတွေစီယုံကြတယ်ပထမအိမ်ကျတော့သူကိုယ်တိုင်ကလည်းမိဘတွေကလည်းစီကန်းကောင်းလို့သူ့ရဲ့သားသမီးတွေကလည်းအဖေအမေရဲ့စီကန်းကိုလိုက်နာပြီးတော့သွားတဲ့အခါမှာသူတို့တွေကလည်းအရန်လိမ်ပါကြတယ်လိမ်ပါရင်ကြီးကြတယ်လည်းပညာတတ်တွေဖြစ်ကြတယ်ဒုတိယအိမ်ကျတော့အဲ့လိုမဟုတ်ဘူးအဖေအမေကစီကန်းရှိတယ်ဒုတိယအိမ်ကျတော့ဘာပြန်ဖြစ်တယ်ဆိုရင်တော့သူတို့ကလူတွေရဲ့ယိုသေးခြင်းကိုပါပြန်ပြီးတော့ရတဲ့မိသားစုပြောလို့ဆိုတော့အဖေအမေဖြစ်ကြတယ်တို့ဝင်မဲ့သူမွေးထားတဲ့သားသမီးတွေကကြအဲ့လိုမဟုတ်ဘူးအရန်ဆိုးတာအဲ့ဒီခါမှာအဲ့လိုဆိုးတဲ့အခါမှာမိဘကဘာလုပ်တယ်လဲဆိုရင်တော့သူကိုယ်တိုင်ကလည်းစီကန်းချတယ်တို့ဝင်မဲ့သားသမီးတွေကမလိုက်နာတဲ့အခါမှာအဲ့ဒီအရာကိုသူ့အနေနဲ့တုံတင်ဆုံးမခြင်းမရှိဘဲနဲ့ဘာဖြစ်လဲဆိုရင်တော့ငါသားစလိတ်တောက်တာလားတရက်မှာ3 4လေးတောက်ဘာမှဖြစ်ဘူးကိစ္စမရှိဘူးအများကြီးမတောက်ရင်ပြီးတော့အရင်တောက်တာလားလမ်းမှာမအိမ်နေပြီးတော့အိမ်ရောက်တာပဲကိစ္စမရှိဘူးလေအဲ့လိုမျိုးဖြစ်တာအဲ့လိုမျိုးဖြစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ရှိနေတဲ့သားသမီးတွေကသားသမီး3ယောက်ရှိတယ်3ယောက်ဆုံးကအကုန်ဆိုးတာအေးလေးရဲ့သား2ယောက်ကလည်းအဲ့လိုပဲအေးလေးရဲ့သား2ယောက်ကလည်း2ယောက်ပဲရှိတယ်တို့ပြင်မဲ့အဲ့ဒီ2ယောက်ဆုံးကဘုရားကိုမကြောက်ဘူးအရင်ဆိုးတာအဲ့တော့တခါလေကြာရင်ကျွန်တော်တို့နေရတဲ့အရာကျွန်တော်တို့နေထိုင်ရတဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီနေ့မှာရှိနေတဲ့ကိုယ်အမျိုးဆွေမျိုးသားချင်းတွေကအတူတူရှိနေပေမဲ့လည်းဘုရားကိုမကြောက်တဲ့သူနဲ့ကျွန်တော်တို့ကအတူတူနေနေရပေမဲ့လည်းတင်ကဘုရားကြောက်ဖို့နဲ့ပြောရမ်းလို့ပါလေဟာလေလုယာဘုရားကိုမကြောက်တဲ့အခါမှာဖြစ်တယ်ဒီလားမဟုတ်တာရှောက်လို့တော့သူတို့နဲ့အတူလက်ဖွားချင်းရိုက်ပြီးတော့မဟုတ်တဲ့နေရာကိုသွားတော့ရှောင်းဝေလာကအေးလေးရဲ့သား2ယောက်နဲ့အတူတူလက်ဖွားချင်းရိုက်ပြီးတော့ဘုရားမကြောက်တဲ့အရာကိုရှောင်းလာမလို့ဟာလေလုယာသင်လည်းအဲ့လိုဖြစ်ဖို့အရေးကြီးတယ်လောကမှာနေတဲ့အခါမှာမိတ်ဆွေကျွန်တော်ပြောချင်တယ်စိုးရလူတွေအများကြီးရှိတယ်ဘုရားကိုမကြောက်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအထဲမှာသင်ကဘုရားကိုကြောက်ရွံ့ပြီးတော့ဘုရားစကားအတိုင်းလိုက်လျှောက်တဲ့လူဖြစ်ဖို့ရတဲ့တိတ်အရေးကြီးတယ်မိတ်ဆွေအဲ့ဒီခါမှာသင်ကိုတော့ဒီနေ့ကဒီကောင်မမိုက်ပါဘူးဘုံမိုက်အဲ့တော့ဘုရားကြောက်နေတာကိုအဲ့တော့သင်ကိုခါနောက်ပိုင်းဆိုရင်အဖက်လောက်ရှင်မှာလို့တော့မယ်သူတို့ပွားပြီးတော့နော်ဘုရားမကြိုက်တဲ့အရာပျော်ပါတောက်စားဘာလို့လဲရှိသွားလိမ့်မယ်သင်ကတယောက်တည်းလို့သင်တို့မှမခံစားရငါ့ဘောတော့ပယ်သွားပြီငါ့တငယ်ချင်း3ယောက်ရှိလာပြီအခုကြည့်စမ်း2ယောက်စလုံးကတော့သူတို့သွားလိုက်ကြပြီငါအိမ်အတယောက်ထဲမှာလေလားမတွေးနဲ့တော့မစိဘုရားမကြိုက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်လို့သင်ကအဲ့ဒီနေရာမှာကိုသွားမထိုင်ဘူးလို့ဘုရားရှင်ကခွင့်လို့မှာပါတစ်ခါတော့ဘာမှမဖြစ်ပါဘူးနော်တလိပ်တော့ဘာမှမဖြစ်ပါဘူးအဲ့လိုလုပ်လို့မရဒီမှာအေးလီကသူ့ရဲ့သားတွေဒီလိုဖြစ်နေတယ်ဆိုတာကိုသူ့အနေနဲ့ပြောမယ်ဆိုရင်တော့
သိရှင်လည်းသိမယ်ကောင်းကောင်းလည်းသိရှင်မှသိမယ်သို့တော့ဣသရေလလူမျိုးတွေကလာပြီးတော့သူ့ရဲ့သားအကြောင်းကိုလာပြောပြတယ်ဟာအေဒီပရိုဖက်ကြီးဂျီပရိုဖက်ကြီးခင်ဗျားသားရဒီလိုဖြစ်နေတယ်နော်ဘုရားမကြောက်ဘူးဟာဟုတ်လားအေးဘယ်လိုလုပ်ပါမလဲမကောင်းဘူးတော့ငါသားလို့နော်သူပြောတယ်နော်24ပါလေမကောင်းဘူးတော့ငါသားလို့ဒါမျိုးမလုပ်နဲ့လောက်ပဲလောက်ပဲအဲ့တော့အတိမကုန်နေတော့ခါလေးကျကျွန်တော်တို့ဘုရားသခင်ကသားသမီးပေးထားတယ်ကျွန်တော်တို့အိမ်မှာအတူနေနေတဲ့ကိုယ့်ရဲ့တူလေးတွေဖြစ်တူမလေးတွေဖြစ်ပေးထားတဲ့အခါမှာကျွန်တော်တို့ကဘုရားလမ်းလေးကိုကျွန်တော်တို့ကကိုယ်ဆောင်ရမှာဖြစ်တယ်မဟုတ်ကလုပ်နေပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုတုံတင်ဖို့ရတယ်ကျွန်တော်တို့ကတာဝန်ရှိတယ်ဘာလို့ဆိုတော့ကိုယ့်ကိုယုံကြည်လို့အပ်ထားတဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့မှာဆုံးမပိုင်မတရားရပိုင်လို့ရှိတယ်အဲ့တော့တို့ပြင်မဲ့လေအေးဒီကသူ့ရဲ့သားသမီးတွေကိုမဆုံးမတဲ့အခါမှာအဖြစ်ဖြစ်နဲ့ဘာဖြစ်လာလဲဆိုရင်တော့သူ့ရဲ့သားတွေကဘုရားကိုကြောက်တော့အရာဆုံးသွားလာအရာအစင်မပြေဖြစ်လာအဲ့တော့ကျွန်တော်တို့ကတစ်ခါတည်းကျရင်လောကမှာနေတဲ့အခါမှာခုနကျွန်တော်ပြောလို့ပေါ့ဝန်းကျင်မှာရှိတဲ့လူတွေကမလို့ဆိုရင်ကောင်းတဲ့လူကိုခါရှားတယ်အဲ့ဒီမှာကျွန်တော်တို့ကရှင်မွေလာကိုယူတတ်ဖို့အရေးကြီးတယ်ရှင်မွေလာကသူ့ရဲ့သားအေးလေးရဲ့သားနဲ့ရဲ့အကျင့်ကိုသူယူတာကဆရာအေးလေးရဲ့ကောင်းသောအရာကိုရွေးရှိတယ်ဟာလေလုယာအာမင်မိတ်ဆွေကျွန်တော်ပြောချင်တယ်ကောင်းသောအရာကိုရွေးယူတတ်ပါကောင်းသောအရာကိုရွေးယူတတ်ပါဟာလေလုယာအာမင်အေးလေးဆရာအေးလေးရဲ့ကောင်းသောအရာကိုရွေးယူတယ်အဲ့တော့ကျွန်တော်တို့ဘေးမှာပတ်ဝန်းကျင်မှာရှိနေတဲ့ကျွန်တော်တို့ယုံကြည်သူကိုယ့်ရဲ့ဒီပုံမှန်မှတွေစီပါလေကျွန်တော်တို့ကအဲ့ကောင်းတဲ့အရာကိုယူရဖို့လိုပါတယ်ဟာဒီစံသူကတော့ဖျားကိုအရင်ရှင်းမွမ်းတတ်တာဖျားရဲ့စကားကိုသူအရင်နားထောင်ပြီးတော့လမ်းလျှောက်တတ်တဲ့သူပဲငါအဲ့ဒီအချိန်ကိုယူလာဟာဒီစံသူတွေတစ်ခုခုဆိုတာနဲ့ဖျားစီကိုရှင်းမွမ်းတတ်တယ်ကြီးစုတင်တဲ့စိတ်နှလုံးမှာသူ့မှာရှိတယ်အဲ့ဒီအရာကိုငါယူရမယ်ကျွန်တော်အတ္တကအဲ့လိုဖြစ်နေရမှာဖြစ်တယ်လောကနဲ့တော့ကျွန်တော်တို့ကလေလောကလူစီမှာတော့ကျွန်တော်ဘာယူလဲဒီကောင်အရင်တောက်တာအရင်ဆရာကြတယ်တော့တစ်ခါလည်းမမူးနိုင်ဘူးနှစ်ခါလည်းမမူးနိုင်ကျွန်တော်ကအဲ့ဒီအကျင့်ကိုသွားယူရမှာမဟုတ်ဘူးယုံကြည်သူသားသမီးတွေတချို့တွေရှိရတော့အရင်ဆူတောင်းနိုင်ကြတယ်ကျွန်တော်တို့ထက်ဆူတောင်းနိုင်တဲ့လူတွေရှိတယ်အဲ့ဒီဆူတောင်းနိုင်တဲ့အခါမှာဒီကဘုရားသခင်ကသူ့ကိုဆူများများတောင်းတဲ့လူသားတယ်နော်ဆရာကြီးတယောက်ရေးတဲ့အရာကျွန်တော်ဖတ်ပြီးရနော်စုများများကောင်းတဲ့သူပါတဲ့အလုပ်များများမလုပ်ရဘူးကျွန်တော်အလုပ်များများအရင်လုပ်နေတာမသိဘူးနော်စုမတောင်းအလုပ်များလုပ်ရတာအလုပ်များလုပ်ရတာယုံကြည်သူတွေလေအဲ့လိုပြောတဲ့အခါမှာအလုပ်လုပ်ပဲစုပဲတောင်းနေတာအဲ့ဒါကိုပြောချင်တာမဟုတ်ဘူးနော်ဘုရားသခင်စီမှာအထံတော်ကိုတိုးဝင်ပြီးတော့လမ်းလျှောက်တဲ့သူကတခါတွေကအမြူးတခါတွေပို့လာတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဟာကွာကတော့ဥမာပေါ့နော်ကွာကတော့အရင်ရှင်းမွားတယ်ဘုရားခင်ကိုရှင်းမွားတယ်အဲ့ဒီရဲ့ရှင်းမွားတဲ့အရာငါစီမှာလည်းလိုအပ်တယ်ငါကအနည်းအနောက်လက္ခဏာပဲပြောနေတာအနောက်လက္ခဏာပဲတွေးနေတဲ့သူဖြစ်တယ်ဒါကြောင့်မို့ကြည်စမ်းဘုရားကျောင်းမှာဆိုရင်သူ့ရဲ့အတ္တကဒီလိုမျိုးပဲအိမ်မှာပေါ့ဟုတ်လားအဲ့ဒီဆက်တော့ကြည့်ပေါ့နော်အိမ်မှာပေါ့အဲ့လိုလူလားအားမှန်လေအိမ်မှာလည်းအဲ့လိုလူပဲဒါဆိုရင်တော့ငါသူ့ရဲ့အားပါတဲ့နေရာခုကိုငါယူရမယ်အဲ့ဒါပါလေသူရဲ့ရှင်းပွားနိုင်ငါလည်းရှင်းပွားခြင်းကိုဒီနေ့ကနေစပြီးတော့လှုပ်ဆောင်မယ်ဆိုတော့အဲ့ဒီကောင်းသောအရာကိုသိနေရင်ကျွေးယူလိုက်ပါဟာလေလုယာအဲ့ဒါဆိုရင်တကယ်ပဲဘုရားသခင်ကတင့်ကိုကောင်းသောအရာတွေပဲလာမှာဖြစ်တယ်အဲ့တော့ရှမွေလဒီတဲ့ဒီမှာဗာပြောသေးဆိုရင်တော့100ခန်းစီးအပိုက်နဲ့26မှာရှမွေလဒီရဲ့ကြီးပွား၍ထာဝရဘုရားရှိလူတို့ရှိ၌မျက်နှာရလေ၏ဟာလေလုယာအာမင်ဘုရားကိုကြောက်ရွံ့ပြီးဘုရားစကားအတိုင်းလှုပ်ဆောင်တဲ့အခါမှာသူ့ရဲ့အတ္တကငယ်စဉ်ကလေးကဖြစ်နေတဲ့လူပြိုပေါက်အရွယ်ကြီးသူဖြည်းဖြည်းနဲ့ရောက်လာတယ်ဒါပေမဲ့သူ့ရဲ့တည်င်းကလည်းဘုရားရဲ့အရှိမဘောလူတွေရဲ့အရှိမဘောရှင်းမွားစရာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့စာဆိုတစ်ခုရှိတယ်လေလူတည်လူချင်းဆောင်ပန်းတဲ့ပန်းချင်းဆောင်တဲ့ချီရော
ပန်းတဲ့လေငင်းဆောင်နော်ပန်းနဲ့အမွှေးအနှံ့ကိုတဲ့လေတိုက်တဲ့အခါမှာတဲ့နော်ပန်းတဲ့ပန်းချင်းဆောင်ဆိုတော့တဲ့ပန်းအချင်းချင်းစကားပြောတတ်လားမသိဘူးရှင်းစကားပြောတတ်လားမသိဘူးပန်းကင်းထဲမှာလေမကျွန်တော်ကလေလေးတိုက်လိုက်ပြီးအဲ့ပန်းအနှံ့နေရလေဟာမွေးသွားတာတကယ်တော့လေမတိုက်ပဲနေနေကျွန်တော်သွားမွေးရတာအဲ့ပန်းကိုပန်းကနော်ပန်းတဲ့တဲ့ကိုလေငင်းဆောင်နေတဲ့လူတဲ့လူချင်းဆောင်နေတဲ့ဒီကဒီလူကတော့ဘုရားရမ်းချစ်တာလို့ရှင်မဘုရားရမ်းကိုချစ်တဲ့လူပဲနောက်ပြတော့ဟာတကယ်ပဲဘုရားကိုရမ်းချစ်တဲ့လူဖြစ်တယ်နော်တကယ်ကရှင်းရှင်းပြတ်သွားတယ်အဲ့ဒီအရာပြောတာမကောင်းတဲ့အရာဆိုလည်းအဲ့လိုပဲဟုတ်တယ်မလားဣသရေလလူမျိုးတွေကလာပြောရတယ်အေးဒီမိသားတွေကြီးတယ်မဟုတ်ကယူလုပ်နေတယ်နော်နည်းနည်းခေငိုပြောင်းကြဘူးအဲ့လိုသဘောမျိုးပဲနော်ပန်းစင်းပန်းစင်းဆိုတော့โอเคအဲ့တော့ဒီမှာဖခင်ရဲ့စကားကိုနားထောင်နေတဲ့ရှမူလာကသူ့ရဲ့အသက်ကတဖြည်းဖြည်းကြီးလာတဲ့အခါမှာအဲ့ဒီခေတ်အခါလုံးမှာတဲ့ဘယ်လိုမျိုးပုံစံလဲဆိုရင်တော့ခုခေတ်မှာတော့ဘုရားသခင်ကကျေးဇူးတော်ကာလဖြစ်တဲ့တော့ဘုရားသခင်ကသင်စာမှတ်တာစာမှတ်တဲ့အပြီးတော့ဘုရားသခင်ကသင်ကိုအထူးစကားပြောတော့ဘုရားဖြစ်တယ်အဲ့တော့ဘုရားရဲ့စကားတွေကိုကျွန်တော်ကြားဖို့မြန်တော့ကျွန်တော်စာမှတ်ဖို့ပဲအရေးကြီးတာဖြစ်တယ်ကိုတော့ကျွန်တော်ကိုဒါလေးလိုအပ်တယ်ဒါကျွန်တော်ဘုရားစကားတွေကိုကျွန်တော်မကြားရရင်မနေနိုင်ဘူးလို့သိစုတော့ဒီဘုရားသခင်ကလာပြီးတော့သင်ကိုတူးထိမှဖြစ်တယ်စကားပြောမှဖြစ်တယ်သို့တော့အဲ့ဒီရှမွေလာရဲ့လက်ထက်မှာကျတော့အဲ့လိုမဟုတ်ဘူးတဲ့ဘုရားရဲ့စကားကနည်းတယ်ဘုရားစကားအရင်နည်းတယ်ပြောမှဆိုတော့အကြောင်းမဲ့မပြောအရေးကြီးမှဘုရားသခင်ကပြောတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီကမှတရားအခန်းကြီး3အပိုက်ငယ်4မှာဘုရားသခင်ကရှမွေလာကိုလာပြီးတော့စကားပြောပြီးဖြစ်တယ်ဟာလေလုယာအာမင်အာမင်ဘုရားရဲ့စကားကိုနာခံပြီးလိုက်ရှောက်တဲ့အခါမှာဘုရားသခင်ကလာစကားပြောပြီးဖြစ်ဟာလေလုယာအာမင်ဘာလို့စကားပြောပြီးအဲ့တော့ဒါပေမဲ့ရှမွေလာကလေဘုရားစကားပြောမှမသိဘူးတော့ကျွန်တော်ဖတ်ပေးမယ်နော်တရားအခန်းကြီး3အပိုက်ငယ်4မှာထာဝရဘုရားသည်တဲ့ရှမွေလာကိုခေါ်တော်မူ၍ရှမွေလာသည်တဲ့အကျွန်ုပ်ရှိပါ၏ဟုထူးတယ်ဘုရားထာဝရဘုရားကရှမွေလာကိုခေါ်တယ်ရှမွေလာကိုခေါ်တဲ့အခါမှာရှမွေလာကဟုတ်ကဲ့ကျွန်တော်ရှိပါတယ်ဆိုပြီးတော့ဘုရားစီကိုသွားတာပေါ့နော်ဒူထောက်ဆက်ရှင်ဟုတ်ကဲ့ထာဝရဘုရားကျွန်တော်ရှိပါတယ်လို့မဟုတ်ဘဲနဲ့ရှမွေလာကဟုတ်ကဲ့ကျွန်တော်ရှိပါတယ်ဆိုသူ့ဆရာအေးကြီးစီသွားတာဘာဖြစ်လို့ဆရာအေးကြီးခေါ်တယ်ထင်တာသူရှမွေလာလို့ခေါ်တဲ့အခါမှာသူ့ဆရာအေးကြီးစီကိုသူသွားပြီးတော့ဟုတ်ကဲ့ဆရာကျွန်တော်ရှိတယ်နော်ဆရာဘာခိုင်းရှင်လဲငါမခေါ်ဘူးမင်းအိတ်တော့ညမှာပြဿနာလာစကားပြောတယ်အဲ့ဒါရှမွေလာကလည်းဟုတ်ပြီဆိုပြန်သွားတယ်ဒုတိယအချိန်ပြန်လာပြီရှမွေလာလို့ခေါ်တယ်ဆက်ရှင်မန်းဘာလုပ်လဲထပြီးတော့သူ့ဆရာအေးကြီးစီပြန်သွားပြန်ပြီဟုတ်ကဲ့ဆရာကျွန်တော်ရှိတယ်နော်တဲ့သူ့ဆရာအေးကြီးကလည်းငါမခေါ်ဘူးမင်းတို့ငါမခေါ်ဘူးတော့ပြန်ပြီးတော့ဆိုတော့ဒုတိယအချိန်တတိယအချိန်ကြီးဖျားခင်ခေါ်တယ်တတိယအချိန်ကြီးရှမွေလာကသူ့ဆရာစီပဲသွားတယ်အဲ့ဒီခါမှာဆရာဖြစ်တဲ့သူကဆက်ရှင်သဘောပေါက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာဖြစ်တဲ့သူကဘုရားရဲ့ခေါ်ခြင်းဘုရားစကားပြောခြင်းကိုသူ့အနေနဲ့နားလည်တဲ့အခါမှာရှမွေလာကိုခေါ်နေတာငါမဟုတ်ဘူးနင်ဘယ်သူခေါ်မလဲဘုရားပဲခေါ်တော့မှသူ့ရဲ့အိမ်မှာသူ့သားခေါ်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကြောက်တဲ့ကြောက်အိမ်မှာတူနေပေမဲ့ပုံစံမတူဘူးလေပုံစံမတူဘူးအဲ့တော့ကဲရှမွေလာဒီတစ်ခေါက်မင်းကိုဘုရားသခင်ခေါ်ရင်ဘယ်လိုထူးရမလဲဆိုတဲ့အရာမှာကျွန်တော်ဖတ်ပြီးမယ်နော်ကဲတရားခန်းကြီးတော့အပိုင်ငယ်ကိုမှာတင်သွားယူရတဲ့အိမ်အောင်တော့တဲ့နောက်တစ်ခါခေါ်ရင်တဲ့အိုးထာဝရဘုရားအမိန့်ရှိတော်မူပါကိုရောကျွန်းကြားပါသည်ဟုရှောက်ရမည်အကြောင်းရှမွေလာကိုမှားထားသည့်အတိုင်းရှမွေလာသည်တွား၍မိမိနေရာ၌အိပ်လေ၏အဲ့ဒီမှာသူဆရာကပြောပြီးနောက်တစ်ခါမင်းကိုလာခေါ်ရင်ကိုရောရဲ့ကျူရှိပါတယ်လို့ပဲပြန်ထူလိုက်လို့ဒါဆိုဘုရားခေါ်နေဖြစ်တယ်။ခါလေးကကျွန်တော်တို့ကဘုရားအတိုင်ကိုကျွန်တော်တို့ဘုရားကဘလောက်ခေါ်ကျွန်တော်တို့ပြီးဆောင်းနေရှိရမလားဘုရားခေါ်တယ်လေကိုရောတယ်နော်ကိုရောမတော်နော်ကိုရောကျွန်တော်မစက္ကနိုင်ဘူးဒါမျိုးတွေရှိတယ်လေအဲ့
တော့ဖယားအတန်မှန်နေတော့ကကျွန်တော်တို့ကမကြားနိုင်တော့ရှင်မွေလာကအဲ့လိုမဟုတ်ဖယားအတန်နဲ့သူကမရင်းနှီးသေးတာမရင်းနှီးသေးတာဖယားခေါ်လာလားဆရာခေါ်လာလားသူမပဲပွဲသေးဘူးအဲ့ကြောင့်မို့သူ့ဆရာစီပဲသွားနေတာဆရာကသိတဲ့တော့ကျွန်တော်လမ်းပြပေးတယ်ကဲဒီတစ်ခေါက်ခေါ်ရင်တော့ဒီလိုမနေနေတော့ဖယားသခင်ခေါ်တာဖြစ်တယ်ကိုရောရဲ့ကျွန်တော်ကြားပါလေလို့ပြောလိုက်အဲ့ဆိုဖယားစကားမျိုးကိုတန်းလိုက်စကားလာပြောတော့အဲ့တော့ဒီမှာရှိနေတဲ့သူတွေလည်းအမှုတော်ဆောင်နှုတ်ပတ်တော့ကျွန်တော်တို့တွေခေါ်ကြတယ်နော်မားထောင်ပြီးတော့ဒီတိုင်းပြန်ကြတယ်လို့တော့ကျွန်တော်မယုံဘူးဘာဖြစ်လို့လဲဆိုတော့တင်တို့ရဲ့အသက်တာကတဖြည်းဖြည်းနဲ့ဘုရားခင်ရဲ့ကောင်းချီးပေးခြင်းကိုကျွန်တော်မြင်တွေ့ရတယ်အသက်တာပြောင်းလဲခြင်းကိုကျွန်တော်မြင်တွေ့ရတယ်ဒါကြောင့်မို့နှုတ်ပတ်တော်ကြားပြီးဆိုရင်ဒီနှုတ်ပတ်တော်အတိုင်းလမ်းလျှောက်တဲ့သူတွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့အမှုတော်ဆောင်တွေဓမ္မဆရာတွေကပြောကြားတဲ့အရာတွေကိုတဲ့အနေနဲ့နာခံလိုက်လျှောက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာအရှုပ်တွေဆိုရှိတယ်အတင်းတော်မှာလေယုံကြည်သူဖြစ်ပြီးတော့အရင်ကြပြီဘုရားသူစုမလာတော့ဖခင်ရဲ့အတန်တော်ကိုဖခင်ရဲ့အလိုတော်အတိုင်းဘယ်လိုတောင်းလျှောက်ရမလဲသူမသိဘူးအဲ့ဒီခါမှာတချို့ကလာမေးကြတယ်ကျွန်မကဒီလိုဖြစ်နေတာဖခင်ရဲ့စကားတဲ့တခါမှမကြားဘူးဖခင်ရဲ့တုတ်တိရှင်နဲ့မခံလာရဘူးဘယ်လိုဖြစ်လာလဲကျွန်တော်တို့ထဲမှာလိုအပ်နေတဲ့အရာရှိတယ်မတန်ရှင်းတဲ့သူစိုးသွားတဲ့သူကတော့ဘုရားသခင်ကတင့်ကိုကောင်းသောအရာကိုလုပ်ပေးနိုင်တယ်ဟုတ်တယ်မလားဘုရားစကားကိုနာခံပြီးလိုက်လျှောက်တဲ့သူဆိုရင်တော့ဘုရားသခင်ကတင့်ကိုယူပါရုံအကြီးကြီးနဲ့ကောင်းသောအရာတွေအများကြီးရှာပေးမှာဖြစ်တယ်ဟာလေလုယာအာမင်ဘုရားအေးဒီအိမ်မှာနေခဲ့တာရှမူလကတော်တော်ကြီးပြီဆရာရဲ့ပုံသင်လမ်းပြမှုတိုင်းဘုရားစကားကိုနာခံပြီးလိုက်လျှောက်တဲ့အခါမှာဘုရားစကားရောက်လာတဲ့အခါမှာဟုတ်ကဲ့ကျွန်တော်ရှိပါတယ်လို့ပြောတဲ့အခါမှာပထမဦးဆုံးသူ့ကိုပြောတဲ့ဘုရားရဲ့စကားကပါလဲဆိုရင်တော့အေလီရဲ့ပါးတွေကအရင်ဆိုးနေတယ်အေလီကလည်းကောင်းကောင်းမတော်တင်ဘူးတော်တင်လို့ရရတာနဲ့အဲ့ဒါကြောင့်သူ့ရဲ့ပါးတွေကိုငါစုံမမယ်လို့ရှမူလကိုဘုရားကစကားပြောတော့အဲ့ဒီမှာရှမူလကသူ့အနေနဲ့သူ့ဆရာကိုပြန်ပြောလို့ရတဲ့နည်းနည်းတော့နော်အားလာတဲ့စိတ်တော့ရှိနေတယ်ဘာလို့ဆိုတော့ကြာပြီလေနေနေတာပြောမှဆိုတော့အေလီကသူ့အဖေပုံစံတော့ဖြစ်နေတယ်ဆရာအဖေပုံစံမျိုးပေါ့ဒါပေမဲ့အဲ့ဒီခါမှာသူ့ဆရာကလည်းတည်တယ်မင်းညတော့ကဒီကောင်ဘုရားသခင်ကလာပြီးတော့အချိန်ချင်းကစကားပြောနေတာဘာပြောတာလဲမသိဘူးနော်စိတ်ဝင်စားလားမသိဘူးနော်တချို့တွေရှိရလေဘုရားရှင်ကောင်ရတူထီတယ်ဘုရားကစကားပြောတယ်ဆိုဘာပြောရလဲဘာပြောတာလဲတော့ဘာပြောတာလဲတော့အရင်လက်ကုပ်မေးတာတော့အဲ့လိုလိုရှိတယ်လေအဲ့ဒီတိုင်းပဲအေလီကလည်းရှမွေလကိုတရားစကားပြောတဲ့အခါမှာဘာပြောတာလဲအရင်သိရှင်တဲ့အခါမှာအတင်းမေးတယ်မေးတဲ့အခါမှာ तू ကမပြောချင်ဘူးဘို့ပေမဲ့လည်းတရားစကားဖြစ်တဲ့အတွက်ကြောင့်ပြောရတယ်တိရအခန်းကြီးတော့အပိုင်နဲ့73မှာထိုသူ၏သားတို့သည်ကိုရုံမာသည့်တိုင်အောင်ကိုပြူသောဒုစရိုက်အဖြစ်ကိုသိတော်လဲချက်တီးစွာမဆုံးမပဲနေသောကြောင့်သူ၏အိမ်သားတို့၌ငါသည်အစဉ်အမြဲဓာမေးမိဟုငါပြောတယ်အေလီလေသူ့ရဲ့သားတွေကိုမဆုံးမနိုင်ဘူးဘုရားရှိကိုရောက်မတုံ့တင်ပေးနိုင်တဲ့ကြောင့်လို့ချက်တီးစွာမဆုံးမပဲနေသောကြောင့်ပြောတယ်နော်ဘုရားလမ်းထဲမှာရှေ့လျှော်သွားတဲ့သူတယောက်ကိုကျွန်တော်တို့ကလေစုနဲ့တောင်းပေးနေလို့မရဘူးကျွန်တော်တို့ကိုယုံကြည်လို့အပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုဆုံးမပိုင်လို့ကျွန်တော်တို့မှာရှိတယ်ကိုယ့်ရဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မို့ကိုဆုံးမလို့ရတယ်လို့ဆိုအဲ့ဒီခါမှာအင်ဒီကလေမျက်နှာပြတ်လာတယ်နော်ဘုရားစကားလာတယ်ငါသားတွေကိုခံခတ်မယ်လို့ပြောတယ်ဘယ်လိုလုပ်မလဲမျက်နှာပြတ်လာတယ်နော်ကျွန်တော်တို့ရောဘုရားစကားလာတယ်လေကောင်းသောအရာတော့ကျွန်တော်တို့ကမျှော်လင့်တာကောင်းကြီးအကြီးကြီးပေးမယ်နော်ဆိုဟာလေလုယာဆိုအတန်တော်ဒီများအော့ဆိုဝင်တော့အော်လာတယ်နော်တေဖယားကိုမကြောက်လို့ဖယားကြောင့်မတက်နေလို့တေကိုစောင်းပါမယ်နော်ဆိုဒီကလက်ကိုတော့တမီးလေးဆိုညံ့ပြတ်သွားမလားမသိဘူးတေဖယားမကြိုက်တဲ့အရာကိုတေလောက်နေတယ်နော်ဒါကြောင့်မို့တေကိုငါစောင်းပါမယ်လို့ပြောတဲ့အချိန်မှာဆိုကျွန်တော်ညံ့ပြတ်သွားမသိဘူးနော်ဟာတော့အချိန်တိုင်းဘယ်လိုသွားမလဲမသိဘူးနော်
နည်းနည်းစဉ်းစားကြည့်အောင်နော်ဟာဖျားသခင်အဲ့လိုတော့မလုပ်ပါနဲ့ကိုလိုကခွင့်လို့ပြီးသားလေနော်ခုခေတ်ကအရင်တက်တယ်ဆိုတော့လေနော်ကိုလိုကခွင့်လို့ပြီးသားလေခွင့်လို့ပေးပါလို့များဖြစ်လာလို့ဘုရားသခင်ကတင့်ကိုကောင်းကြီးပေးနိုင်တဲ့ဘုရားဖြစ်တယ်လို့တင့်လမ်းမရောက်နေတဲ့အခါမှာလည်းတင့်ကိုဆုံးမနိုင်တဲ့ဘုရားဖြစ်တယ်ဒါကိုကျွန်တော်ကောင်းကောင်းနားလည်လို့ရတဲ့တင့်အရေးကြီးတာဖြစ်တယ်အဲ့တော့အေလီကတော့ဘာပြောလဲဆိုရင်တော့တရားအခန်းကြီးတော့အပိုင်း28မှာရှမွေလနဲ့တစုံတစ်ခုကိုများဘုရားမထားအလုံးစုံလုံးကိုပြန်ချပြီးအေလီကလည်းထာဝရဘုရားဖြစ်လျင်တဲ့အလိုတော်ရှိသည့်အတိုင်းပြုတော်မူပါစေဟုဝန်ခံတယ်။ဒါတက်နိုင်မလဲ။ဒါတက်နိုင်မလဲ။ဘုရားစကားလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ငါသားနှစ်ယောက်ကိုဆုံးမမယ်ဆိုရင်လည်းဆုံးမလိုက်တော့ဘုရားရဲ့အလိုတော်ပဲငါဝန်ခံလိုက်တော့မယ်။ဝန်ခံလိုက်တော့မယ်။အေဒီကအဲ့လိုပြောတယ်။အဲ့တော့တစ်ခါမှစဉ်းစားကြည့်မယ်ဆိုရင်တော့ဘုရားသခင်ကယုံမှုအပ်ထားတယ်။သူ့လိုပဲနဲ့သူ့အနေနဲ့လှုပ်ဆောင်ရမယ့်အရာတစ်ခုကိုမလှုပ်ဆောင်တဲ့အခါမှာသူ့သားတွေကဘုရားရဲ့အရှိန်မှာမျက်နှာပါနေရတဲ့သူဖြစ်တယ်။ဒါပေမဲ့တပည့်ဖြစ်တဲ့ရှမုန်သားကတော့ဘုရားရဲ့ကောင်းသောအရာပြောမှဆိုတော့ဆရာရဲ့ကောင်းသောအရာကိုရွေးယူတဲ့အခါမှာဘုရားစကားလာလို့တွေ့ရတာဖြစ်တယ်။ဟာလေလုယာ။အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေမိတ်ဆွေကျွန်တော်ပြောချင်တယ်လောကထဲမှာတင်နေတယ်ဟုတ်တယ်သင်ရဲ့စီးပွားရေးလောကရဲ့စီးပွားရေးမှာတင်လှုပ်ဆောင်နေတဲ့လူတွေကယုံကြည်သူထက်မယုံကြည်သူတွေပုံများမယ်ဒါမှန်တယ်သူများတွေကနိုင်အောင်ထွက်တိုင်းကျွန်တော်တို့ကလိုက်ထွက်ပြီးတော့ဟာကမ်ပိန်းတွေပါတယ်နော်ရှီယာတွေပါတယ်လုပ်နေနေဟိဆိုရင်ဘုရားသခင်ကတင့်ကိုအချိန်တန်တဲ့အခါမှာလုပ်နေတာပဲတစ်ခါလုပ်တယ်နှစ်ခါလုပ်တယ်သုံးခါလုပ်တယ်ဇက်တိုက်ဘုရားကိုကြောက်ရွံ့မယ်လုပ်နေရောဘုရားရဲ့ဆုံးမခြင်းဆိုတော့ရောက်လာဘုရားဘုရားကိုကြောက်ရွံ့ပြီးတော့ရှမွေလလို့သူ့ရဲ့ဆရာအေလီစီကနေပြီးတော့ကောင်းသောအရာတွေကိုပဲယူလိုက်တဲ့အခါမှာဘုရားရဲ့စကားကအချိန်တန်တဲ့အခါမှာရောက်လာဖြစ်တယ်။ဟာလေလုယာ။တဲ့အနေနဲ့အချိန်ကိုမကြည့်ပါနဲ့။ဘုရားစကားကိုနာခံလိုက်လျှောက်ပြီးတော့ပဲအသက်တာမှာရှေ့ဆက်ပါ။အချိန်တန်တဲ့အခါမှာတဲ့ကိုကောင်းကြီးပေးဖို့ပေးမှာဖြစ်တယ်။ဟာလေလုယာ။အာမင်။ကောင်းကြီးလို့ပြောတဲ့အခါမှာငွေတစ်ခုကိုပဲသင်မမြင်နဲ့နော်။ညောင်များစွာသောကောင်းကြီးတွေအများကြီးရှိတယ်။သင်မတောင်းတဲ့အရာတစ်ခုကိုတော့ဘုရားသခင်ကအကောင်းဆုံးဖြည့်ဆည်းပေးတာမျိုးတွေကိုကြုံရမှာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့တွေများနှစ်ယောက်ဆိုရင်ဘုရားသခင်ကျွန်တော်တို့ကိုလည်းချစ်တယ်။တရားသိတာလေ။ဘုရားရဲ့စကားတိုင်းကျွန်တော်တို့လိုက်လျှောက်တဲ့အခါမှာခေပဲဘုရားသခင်ကသူ့ရဲ့အကြံစီတွေအများကြီးရှိတယ်ဆိုတာကိုမြင်လို့ရတယ်။ကျွန်တော်အခုချိန်မှာမြန်မာပြည်ကျွန်တော်ထွက်သွားလိုက်တယ်။ passport လုပ်ဖို့ရတော့တစ်ခုလည်းကျွန်တော်ထွက်ထားမှာမဟုတ်ဘူး။အသေးတော်ရဲ့ကျန်တဲ့ကိစ္စအဝဝတွေအကုန်လုံးကိုကျွန်တော်တို့တွေတိုင်ပင်ကြတယ်ကျွန်တော်ဆရာကြီးတွေဆရာမကြီးတွေမြန်မာပြည်မှာတုံးတဲ့လူတွေသူတို့စီမှာအကြံဉာဏ်တွေယူပြီးတော့ကျွန်တော်တို့လိုက်လျှောက်တယ်လောအသက်တွေပြန်ဆွဲတယ်။ဘုရားရဲ့အမှုတော်မြတ်မှာငါတို့ကဘယ်နေရာတွေမှာလုံအပ်နေတာလဲဆိုတဲ့အရာတွေကိုကျွန်တော်သိဖို့ရအတွက်အကောင်းဆုံးကျွန်တော်တို့တွေဘုရားမှာတိုင်ပင်ဆွေးနွေးနေပြန်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ကြတာဖြစ်တယ်။အဲ့ဒီခါမှာဘုရားသခင်ကအိုးငါတို့ခါလေကျရင်ကျွန်တော်တို့ရဲ့စိတ်အလိုတိုင်းလှုပ်ဆောင်နေကြရပြောဆိုကိုယ်စိတ်အားထက်တန်တဲ့အလျောက်လုံးဝတဲ့အရာတွေကမှားတဲ့အရာတွေရှိပါလား။အိုးဒီအရာတွေကတော့ဒီလိုမလုပ်သင့်ဘူး။ဒီအရာမျိုးတွေကတော့ဒီလိုလှုပ်ဆောင်တဲ့အခါမှာပို့ပြီးတော့ဘုရားကောင်းခြင်းရှိမှာပါလားဆိုပြီးကျွန်တော်တို့လေမြန်မာပြည်ရောက်တဲ့အခါအများကြီးကျွန်တော်တို့သင်ကြားရတာဖြစ်တယ်။သူ့ဘက်လည်းဒီမှာ passport လုပ်တဲ့အခါမှာတော့ကျွန်တော်တို့လည်းများများအမှုတော်ဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ညောင်များစွာတော့ကျွန်တော်ငွေကြီးကျွန်တော်မရှိဘူး။တို့ပေမဲ့လည်းဘုရားခင်ရဲ့မျက်နှာသာကြောင့်ကျွန်တော်တို့တွေအကောင်းဆုံးကျွန်တော်လှုပ်ဆောင်ရတဲ့အခွင့်ရတဲ့အခွင့်ကိုရတာဖြစ်တယ်။ဟာလေလုယာ။ဓမ္မသူတွေစီးပွားရေးသမားတွေတော့မတတ်နိုင်တဲ့ငွေအမောက်ကိုကျွန်တော်တို့တွေကတကယ်ပဲဘုရားရဲ့ကျေးဇူးတော်ကြောင့်လုပ်ရတဲ့အခွင့်ရတယ်။တို့ပေမဲ့လည်းကျွန်တော်ဆရာမကိုချစ်လို့ဝယ်ပေးရတဲ့စိတ်တစ်စင်တာတော့ပါသွားတာပေါ့နော်။စတာပေါ့နော်။ဒီတို့ပေမဲ့လည်းဘုရားခင်ကအကောင်းဆုံးပြင်ဆင်ပေးတာ။ဒါတွေတစ်ခုပြီးတစ်ခုဖွင့်ထားတယ်။သူများတွေကဒီလောက်တော့ပုံဝင်သွားတာဒါပေမဲ့လည်းသူတို့ရဲ့တော့တော့ကျွန်တော်တို့မပုံမှန်လို့လေအားရှိတာဖြစ်တယ်။ဘုရားခင်ကသူ့ရဲ့လူကိုတကယ်ပဲအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးထားတယ်။အကောင်းဆုံးလမ်းတွေကိုကျွန်တော်တို့ပို့ဆောင်ပေးတယ်။ကျွန်တော်တို့ကလေနေ့ရက်တိုင်းမှာဘုရားရဲ့စကားကိုနားခံပြီးလိုက်လျှောက်နိုင်လို့ဆိုရင်ခက်ခဲရတယ်ကလည်းသိကိုကောင်းချီးပေးလို့ဘုရားဖြစ်တယ်။အာမင်။အဲကြောင့်မို့သင်ကလောကမှာရှိနေတဲ့အချိန်သ
င့်ဘေးမှာဘယ်လိုလူတွေပဲရှိနေပါစေစိုးသောအရာတွေကျွန်တော်တို့ကမယူမိပဲနဲ့ကောင်းသောအရာတွေယူလို့ပြီးတော့ယူရတဲ့လူများဖြစ်ဖို့ရတဲ့အတွက်ဒီနှုတ်ဘတော်အဖြစ်ဝင်ကပေါ်အားပေးနေတာဖြစ်ပါတယ်။ရောက်ရှင်းတဲ့ဘုရားဘုရားကြီးကောင်းချီးပေးပါစေ။ အာမင်